ဒီလူကတော့စန့်ကျင်ဘက်လိန်တွေကိုဆွဲဆောင်နိုင်တဲ့ထူးခြားတဲ့အငွေ့အညံ့မျိုးရှိနေတာပါမိန်းကလေးနှစ်ယောက်ကသူ့ကိုရဖို့အပြိုင်ဆိုင်ထင်နေကြတော့ပါပဲနောက်ထပ်မိန်းကလေးတစ်ယောက်ကရုတ်တရက်ပြေးလာပြီးသူ့ကိုဖတ်လိုက်ပါတော့တယ်မကြာခင်တုန်းကဂျက်စီကာဟာအိမ်ပြန်လမ်းမှာလူတစ်ယောက်ရဲ့နှောက်ယှက်ခြင်းကိုခံခဲ့ရတယ်ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့အကိုဝမ်းခွေချွန်ကအချင်းမီရောက်လာပြီးကေတင်ခဲ့တာပါအဲ့ဒီနောက်မှာတော့ဂျွန်ကဂျက်စီကာရဲ့ဖနက်ကျိုးကိုချီပေးတဲ့အထိဂေယူဆိုင်ကူညီပေးခဲ့တာကြောင့်ဂျက်စီကာဟာသူ့အပေါ်မှာကဖြည်းဖြည်းနဲ့စိတ်ကစားလာခဲ့မိတယ်ဒါပေမဲ့သူမအင်ကန်ရောက်တဲ့အခါမှာတော့ညီမလေးဖြစ်သူလူစီကလည်းဂျွန်ကိုဖတ်ထားတာကိုတွေ့လိုက်ပြန်ပါတယ်။ဂျက်စီကာကချက်ချင်းပဲသူတို့ကိုဆွဲခွာလိုက်ပြီးလူစီကိုဂျွန်ကိုမဖတ်ဖို့တားမြစ်ခဲ့တယ်။ဒါပေမဲ့ဂျွန်ကတော့သူ့ညီမလေးကသူ့ကိုအားကိုးတာဟာချစ်စရာကောင်းတယ်လို့ပဲတွေးနေခဲ့တာပါ။ဂျက်စီကာကတော့ဒါဟာထူးဆန်းတယ်လို့ထင်နေတော့မှပဲစကားမပြောနိုင်တဲ့လူစီကဂျက်စီကာစီကိုစာရိုလေးတစ်ဆောင်ရေးပေးခဲ့တယ်။လူစီကလည်းဂျွန်ကိုကြိုက်နေတယ်ဆိုတာသိလိုက်တဲ့အခါဂျက်စီကာဟာမင်တက်သွားပြီးအခန်းထဲကထွက်သွားခဲ့တယ်။လူစီကနောက်ကနေချက်ချင်းလိုက်လာပြီးအမားဖြစ်သူကလည်းဂျွန်ကိုကြိုက်နေတာလားလို့မေးခဲ့တယ်။ဂျက်စီကာကတော့ဒါကိုချက်ချင်းညှင်းဆိုလိုက်တာပေါ့လူစီကဒါကိုကြားတော့ဝမ်းသာသွားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းရက်တွေမှာတော့ဂျက်စီကာဟာဂျွန်သူမကိုကူညီခဲ့တာတွေကိုပဲတွတ်တွေးနေမိတော့တယ်သူမဟာကားတိုက်ခံရမလို့တောင်ဖြစ်တည်တယ်ဂျွန်ကသူမကိုမတတိမထားရကောင်းလားဆိုပြီးဒေါသတကြီးအော်ဟစ်ခဲ့ပေမဲ့ဂျက်စီကာကတော့သူမရဲ့ရင်ဘတ်တွေတုံ့ရနေတာမရပ်ဘူးလို့ပြောတယ်ဂျွန်ကဇဝေဇဝါနဲ့ကြည်နေတော့မှပဲဂျက်စီကာကဂျွန်ကိုရုတ်တရက်နမ်းလိုက်ပါတော့တယ်မလတ်မကန်ကလူစီကြည့်နေတာကိုသူမတတိမထားမိခဲ့ဘူးလူစီဟာရင်ခွဲမသက်ခံစားရပြီးထွက်ပြေးသွားခဲ့တယ်ဂျက်စီကာကနားမလည်နိုင်စွာနဲ့နောက်ကလိုက်တဲ့အခါဂျွန်ကလည်းလိုက်လာခဲ့တာပေါ့လူစီဟာနောက်တနေ့တနေ့ကုန်အခန်းထဲကနေအပြင်မထွက်ခဲ့ဘူးနောက်ဆုံးမှာတော့သူမဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါကတော့သူမရဲ့စကားမပြောနိုင်တဲ့ဝေဒနာကိုကုသဖို့အမေရိကကိုသွားမယ်ဆိုတာပါပဲပြီးမှဂျွန်ရဲ့အချစ်ကိုရဖို့အတွက်ဂျက်စီကာနဲ့ထိတ်တိုက်ရင်ဆိုင်မယ်လို့စဉ်းစားလိုက်တယ်နှစ်နှစ်ကြာပြီးနောက်ဂျွန်လူစီနဲ့နောက်ထပ်အတန်းဖော်မိန်းကလေးတယောက်တို့ဟာတက္ကသိုလ်တစ်ခုတည်းကိုတက်ခွင့်ရခဲ့ကြတယ်ကံကြမ္မာရဲ့အလံပြောင်ရတော့သူတို့နှစ်ယောက်လုံးကဂျွန်ကိုကြိုက်နေကြတာကိုမြင်တော့လမ်းသွားလမ်းလာတွေတောင်မြင့်တက်သွားကြတယ်အဲ့ဒီအချိန်မှာပဲတစုံတစ်ယောက်ကဂျွန်နာမည်ကိုလှမ်းခေါ်လိုက်တယ်အဲ့ဒါကတော့လူစီပါပဲသူမဟာဂျွန်ရဲ့ရင်ခွင်ထဲကိုပြေးဝင်လိုက်တဲ့အခါကြံတဲ့မိန်းကလေးနှစ်ယောက်ကတော့သူတို့မှပြိုင်ဘက်တစ်သစ်ထပ်တိုးလာပြီဆိုတာသိလိုက်ရပါတော့တယ်